အဲ့နဲ့ဖက်မတော်မဆောင်တာမဟုတ်ဘူးလေလို့ဒီမှာကြည့်တယ်မတော်အိမ်နံပါတ်ဟုတ်သလားတဲ့ဒီနာမည်ဟုတ်သလားဆိုပြီးတော့ပြောတော့မနေအောင်လို့မျက်မှန်တက်ယူလိုက်အောင်မယ်ဆိုမျက်မှန်တစ်ခေါက်တက်ယူပြီးတော့မှတစ်ခေါက်ဆင်းသွားတယ်ဖုန်းလည်းမပါဘူးလက်ထဲမှာမီတာပေကိုတတ်မှတ်ရက်အတွင်းလာမဝေးလို့မီတာမဆောင်လိုက်ရတာကိုရက်ကျော်လို့ဆိုပြီးရက်20အတွင်းမီတာဖြတ်ဖို့မီတာပုံဖြုတ်ဖို့အပြောနဲ့အင်ကို3ခေါက်လောက်လာပြီးတန်ချင်းငွေပတ်စံတွေကိုဂျားရဲကနေဖြတ်ယူသွားခဲ့တဲ့မီတာဝန်ထမ်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကိုယ်တိုင်ပြောပြလာခဲ့တဲ့ပြည်သူတအုပ်မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမီတာပေမရောက်လာတာကြောင့်မီတာဆောင်တဲ့ရက်ကိုကြော်သွားခဲ့လို့ဆိုပြီးရက်20ရက်အတွင်းမီတာဖြတ်ဖို့ရောက်လာခဲ့ပုံနဲ့ဝန်ထမ်းတွေတယောက်နဲ့တယောက်ချိတ်ဆက်မမိပဲငွေရေးကြေးရေးကိစ္စတွေပါစကားများခဲ့ရတာနဲ့ပတ်သက်ပြီးကိုယ်တိုင်ကြုံတွေ့ခဲ့သူတအုပ်ကလူမှုကွန်ရက်ပေါ်မှာအခုလိုပြောပြထားတာပဲဖြစ်ပါတယ်မီတာပေးတာလာမဝေးတာမီတာမဆောင်တာရက်ကျော်လို့ဆိုပြီးရက်20အတွင်းမီတာဖြတ်ဖို့အတွက်မီတာပုံဖြုတ်ဖို့အပြောနဲ့အင်ကို3ခေါက်ရောက်လာတယ်။ရက်ွက်ထဲကအိမ်တိုင်းနီးပါးနောက်ကျကြေး3000ပေးရတယ်။ဒီနေ့တော့2လစာမီတာဆောင်ခဲ့ရတဲ့အတွေ့အကြုံပါ။စာရေးရမှာရှိလို့ဗီဒီယိုရိုက်ပြီးတင်လိုက်ပါတယ်။2သိန်းကျော်လို့ရုံးမှာဆောင်မရဘဏ်မှာချက်ထုတ်ပြီးတော့ဆောင်ရပါတယ်။နောက်ဆုံးရက်မို့ဘဏ်ကင်းကလည်းဆောင်မရပါ။ရုံးမှလည်းဆက်ကပြက်လိုက်ကောင်းလိုက်နေမို့လူတွေတန်းစီနေပြီးကိုရောတခြားလူတွေကိုပါတနာမိတယ်ဟုဆိုကပြောပြထားတာလည်းဖြစ်ပါတယ်။ကိုယ်တိုင်ကြုံတွေ့ခဲ့သူအမျိုးသမီးရဲ့ဖြစ်စဉ်အစအဆုံးကိုပြောပြထားတဲ့အကြောင်းအရာကိုလည်းအခုလိုဖော်ပြပေးလိုက်ရပါတယ်။မီတာပေးမလာဘူး။မီတာပေးမလာတာအစတော့မသိဘူးပေါ့နော်။ကျမတို့ရုပ်မေ့နေတာပေါ့မီတာပေးကိုပုံမှန်ဆိုရင်တော့အိမ်မှာ mobile banking နဲ့ဆောင်နေကြ။တစ်ခုမဟုတ်တစ်ခုနဲ့ဆောင်တယ်။မီတာပေးလာမဆောင်ပြတာများတာပေါ့တခါတလေသတိရရင်လည်းစောစောစီစီကြည့်ပြီးဆောင်လိုက်တယ်ကိုယ့်ကိုအဲ့လာကမီတာပေးမလာတော့သတိလစ်နေရောသတိလွတ်နေတာပေါ့ပြီးတော့ခရီးထွက်သွားလိုက်တော့မေ့သွားရောမေ့သွားပြီးပြန်ရောက်ပြီးတော့နောက်29ရက်နေ့ဖေဖော်ဝါရီလ29ရက်နေ့မှာအင်ရှိကိုလူ3ယောက်စိုက်ကယ်နဲ့ရောက်လာတယ်မီတာပုံးလာဖြုတ်တာတဲ့အဲ့ဒီအချိန်မှာမမေရောကျမတို့ကအိတ်နေခင်ပဲကျမလည်းတိတ်နေမကောင်းလူကမူးနောက်နဲ့အိတ်သူတို့အဲ့လိုလာလဲခောက်ကောဝုန်းအင်းရှိအဲ့လိုမျိုးတန်နေပါဆိုင်ကဲတန်နေပါကြားပြီးတော့ဘဲလ်ခေါ်တဲ့ကြားမှာဆင်းသွားလူကလည်းလက်နဲ့မူတူနဲ့မျက်မှန်တော့မပါဘူးအောက်ဆင်းသွားဘယ်ဘာကိစ္စလဲပြီးတော့မီတာရုံးရတဲ့ဘာဖြစ်လို့လဲလို့ပြီးတော့မီတာပုံးလာဖြုတ်တာတဲ့မီတာဖြတ်မယ်လို့ပြောတာမဟုတ်မီတာပုံးလာဖြုတ်တာတဲ့အဲ့ဒီအချိန်မှာကျမလည်းရုတ်တရက်လန့်သွားရောမီတာပုံးလာဖြုတ်တာဆိုတော့အဲ့နဲ့ဖက်မတော်မဆောင်တာမဟုတ်ဘူးလေလို့ဒီမှာကြည့်တယ်မတော်အိမ်နံပါတ်ဟုတ်သလားတဲ့ဒီနာမည်ဟုတ်သလားဆိုပြီးတော့ပြောတော့မနေအောင်လို့မျက်မှန်တက်ယူလိုက်အောင်မယ်ဆိုမျက်မှန်တစ်ခေါက်တက်ယူပြီးတော့မှတစ်ခေါက်ဆင်းသွားတယ်ဖုန်းလည်းမပါဘူးလက်ထဲမှာအဲ့နဲ့မမေနာမည်မေးပြီးတော့ဟုတ်သလားပါလားဆိုတော့ဟုတ်တယ်ပေါ့အဲ့ဒါဖြစ်ရင်လည်းဖြတ်တော့မီတာပုံးတော့မဖြုတ်နဲ့လေလို့ဖြုတ်ဆရာမမလို့လားလို့ကျမကလည်းခေါင်းအဲ့ချိန်မှာနဲ့မူးတူဆိုတော့တိတ်လည်းမစင်စားနိုင်အမတို့ဆောင်းပါပဲဟာလို့အခုဆောင်းလိုက်လို့ရလားလို့သူတို့ကလည်းဝန်ထမ်းတွေလည်းဖြစ်တယ်ဝန်ထမ်းဝတ်ဆောင်တွေလည်းပါတယ်ဆောင်းလက်ဆောင်နဲ့အပြည့်စုံနဲ့အကုန်လုံးလာတာဖြစ်တဲ့အတွက်ကိုကလည်းရုတ်တရက်ဆောင်းပေးမယ်လို့ပြောတော့ကျေးဇူးတော်တင်လိုက်တာပေါ့ဆောင်းပေးပါပေါ့သူတို့သူက4000ပေးရမယ်အဲ့4000ကဘာလဲဆိုတော့ဒဏ်ကြီးအဲ့ဒါပြင်လဲဒဏ်ကြီးဆိုလဲဒဏ်ကြီးပေါ့အပူဆောင်ဆိုပြီးပေးလိုက်ကောပြီးသွားပြီမှတ်တာဒါပေမဲ့နောက်ထပ်5-6ရက်လောက်နေရောနောက်ထပ်2ယောက်ကထပ်ရောက်လာ2ယောက်ထပ်ရောက်လာပြီးဘာပြောလဲဆိုတော့အမတဲ့မီတာမဆောင်ထားလို့တဲ့ဟဲ့ပြီးခဲ့တဲ့5-6ရက်ကနေအဲ့လိုပဲလာသွားတယ်လို့နာမည်မှတ်မိလားတဲ့မေးလိုက်လားနာမည်လည်းမသိဘူးမဘာမှမမေးလိုက်မိဘူးလို့ဆိုတော့သူကသူတို့ချင်းချင်းဟိုကောင်မဲနေမှာပဲဒီကောင်လဲနေမှာပဲဆိုပြီးသူတို့ချင်းချင်းဖုံးဆက်ရောဖုံးလက်ဆက်ပြီးရောရပြီအမရရပြီနောက်တစ်ခါဆိုလို့ရှိရင်အဲ့လိုမျိုးဆိုရင်နာမည်မေးတော့တဲ့ဆိုထွက်သွားပြန်သွားအဲ့ဒီကစိတ်ထဲမှာတိတ်တော်လေဘုံရင်မကြဘူးပေါ့နော်ဒီကောင်လေးမဆောင်ထားဘူးလားပေါ့ဒါပေမဲ့3ယောက်လာတယ်ဆိုတော့လေမလောက်ကောင်းထင်တာပေါ့တယောက်လက်ထဲကိုထည့်လိုက်တာ哦အဲ့ဒါနဲ့ဒီလမီတာပေးလဲလာတော့ထင်ထားတဲ့အတိုင်းပဲကျွေးချင်ဆိုပြီး2လပေါင်းစာရောက်လာတယ်2သိန်းကျော်အဲ့နဲ့ကျမတို့က15ရက်နေ့လားမသိဘူးမီတာပေးလာတာ19ရက်နေ့နောက်ဆုံး14လ15လတရက်မှာရောက်တယ်မီတာပေးဆောင်မဲ့ရက်ကနည်းနည်းလေးပေးထားရယ်နော်တကယ်ဆိုရင်19ရက်နေ့ဆောင်ရမယ်ဆိုစောစောစီးပေးပေါ့နော်လူတွေကလာဆောင်ရဖို့အချိန်ဆိုတာရှိတယ်အွန်လိုင်းကဆောင်တာကိုသိရလူရှိတယ်မသိရလူရှိတယ်လောက်တက်တဲ့လူရှိတယ်မလောက်တက်တဲ့လူရှိတယ်ထားတော့ဒါမဲ့ဖေဖော်ဝါရီလမှာကျမတို့ရက်ကွက်တွေကိုလုံးဝမလာဘူး31ရက်ကွက်အဲ့တော့မလာတာမီတာဘီလ်မပို့တာကသူတို့ကဒီအားစပြီးတော့မှားတာပေါ့နော်ဒါမဲ့သက်ပြောပြအောင်မယ်အဲ့ဒါနဲ့မီတာရုံးကိုလိုက်သွားဖို့ရှိတော့ရုံးဖွင့်တဲ့ရက်က16ရက်နေ့ဆိုတော့16ရက်နေ့လိုက်ဖို့ကအင်အားကခါမနံပါတ်ဖြစ်နေတော့ထွက်လို့မရ
19ရက်နေ့မှာသွားမယ်ဆိုပြီးတော့19ရက်နေ့မှာရုံးကိုလိုက်သွားရောရုံးကိုလိုက်သွားပြီးတော့မေးမြန်းပြီးရှာပေါ့နော်ဒါထားပါတော့နောက်ဆုံးကျတော့ဒီကောင်လေးရဲ့ဖုန်းနံပါတ်ကိုရတယ်ကျမဖုန်းဆက်တော့ကိုင်းတယ်ကိုင်းတော့ तू ကဘာပြောလဲဆိုတော့ကျွန်တော်ရဲ့တပတ်ခါကြာရင်နဲ့ဆောင်ပေးမယ်တဲ့19ရက်နေ့တပတ်ခါဆိုဒီနေ့ပေါ့နောက်ဆုံးရက်ပေါ့နော်မီတာဘေးဆောင်မယ်နောက်ဆုံးရက်နေ့မှာဆောင်ပေးမယ်တဲ့ဟုတ်ပြီလို့အဲ့ဒါဆိုလို့ရှိရင်လည်းလို့ဆိုပြီးတော့ဒီမှာကျမစဉ်းစားတာ2လပေါင်းစာကိုကျမတစ်ခါလေးဆောင်ခဲ့တော့မယ်ကျမကိုပတ်စံပြန်လွှဲလိုက်အဲ့ဒီပတ်စံပြော तू ကမဟုတ်ဘူးတဲ့ तू ဆောင်ပေးမှာတဲ့ဟုတ်ပြီအဲ့ဒါဆိုလေလို့19နှစ်ကြာရင်သူ့ကိုဖုန်းဆက်အောင်တော့တဲ့ဆက်မယ်လို့ချသွားဒီနေ့မနေ့19ရက်နေ့မနေ့ရောက်တော့ကျမဖုန်းခေါ်တာ2ခါ3ခါမနေ့ကတည်းက9နိုင်မထိုးခင်ကစခေါ်မကိုင်း3ခါလောက်ကြာအဲ့ဒါနဲ့နောက်ဆုံးလဲကြာကျမသူ့အဲ့ဒီကဖုန်းနံပါတ်ပေးလိုက်တယ်သူတဲ့အဆင်မပြေရင်ဆက်ဖို့ဆိုပြီးဖုန်းနံပါတ်ပေးလိုက်တယ်သူ့ထက်ကပေါ့နော်သူ့ထက်ကလူဖုန်းဆက်တော့မှအကျိုးကြောင့်အဲ့တော့မှစပြောတာပေါ့နော်ပြောပြီးတော့မှသူကဖုန်းဆက်လာတယ်အခုတဲ့ဖုန်းရုံးလာခဲ့လိုက်ပါတဲ့မီတာပေးဆောင်ပေးမလို့တဲ့အမအပြင်ရောက်နေတယ်လို့ဆောင်မယ်ဆိုရင်အခုဆောင်ထားလိုက်ပါလို့ပြီးမှလာခဲ့မယ်လို့ဒီလအတွက်ပြီးမှလာဆောင်မယ်လို့ဆိုပြီးတော့ပြောပြီးချလိုက်ပေါ့အဲ့နဲ့ရုံရောက်သွားတော့တနာရီ7နှစ်ခွဲလောက်မခွဲခင်ပေါ့ရုံရောက်သွားတော့ဖုန်းဆက်တော့သူကအမျိုးသမီးတယောက်နာမည်ပြောတယ်သူ့စီမှာသွားပြီးတော့တဲ့ပေးထားတယ်ယူလိုက်တယ်ဆိုတော့ကျမကလည်းဘေးပေးထားတယ်မှတ်တာပေါ့ဘယ်မှလည်းသူပတ်စံပေးထားအကုန်ပေးထားတယ်ပတ်စံအဲ့နဲ့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်သူပတ်စံပေးထားပြီဆိုတော့အဲ့ပတ်စံကိုယူပြီးတော့ကျမဒီလအတွက်ပါစိုက်ပြီးတော့မီတာပေးရုံမှာဆောင်မယ်လို့ပြောတော့ရုံမှာဆောင်လို့မရဘူးဘာဖြစ်လို့လဲလို့ပြီးတော့2သိန်းကျော်လို့တဲ့အဲ့ဒါဘာလို့ရမှာလဲလို့ဆိုတော့2သိန်းကျော်ဆိုလို့ရှိရင်တော့ကျမတို့ဘန်ကင်းကဆောင်လိုက်တော့မယ်အဲ့ဒါဆိုရင်မိုဘိုင်းဘန်ကင်းကဆောင်ရင်လွယ်တယ်လို့အဲ့ဒါလည်းမရဘူးတဲ့ဘာဖြစ်လို့လဲလို့ပြီးတော့နောက်ဆုံးရက်ထက်2ရက်စောပြီးတော့ဆောင်ရမယ်နောက်ဆုံးရက်ရောက်ခံဒီ2ရက်မှဆောင်ရင်မိုဘိုင်းဘန်ကင်းကနေဆောင်လို့မရဘူးတဲ့ဂျုံးမှာပဲလာဆောင်ရမှာတဲ့အဲ့ဒါဘာဒိတ်ပဲလဲကျမစဉ်းစားလို့မရဘူး19ရက်နေ့လို့သတ်မှတ်ထားရင်19ရက်နေ့အထိအိမ်ကနေပြီးတော့လူတိုင်းကမိုဘိုင်းဘန်ကင်းကဆောင်ခွင့်ရှိရမယ်မဟုတ်ဘူးလားဒါပေမဲ့မရဘူးတဲ့18ရက်နေ့အထိပဲရတယ်2ရက်စောဥမာ19ဆိုလို့ရှိရင်15အထိပဲရမယ်နောက်ဆုံးဒိတ်ထက်2ရက်စောပြီးတော့ပဲဆောင်ခွင့်ရှိမယ်အွန်လိုင်းကဆောင်ခြင်းလို့ရှိရင်နော်အွန်လိုင်းကဆောင်လို့မရဘူးတဲ့ကဲဟုတ်ပြီအဲ့ဘာလို့ရမှာလဲဆိုတော့အဲ့စာရွက်တွေယူပြီးတော့ဘန်ကိုသွားတယ်ဘန်မှာချက်လက်မှတ်သွားထုတ်တယ်တေချာရှင်းပြပါတယ်သူတို့ကလည်းကျမလည်းဘန်သွားသူတို့မှဘန်မသွားကြလည်းရတယ်သူတို့မှသူတို့လုပ်ပြီး9000ပေးရမယ်တဲ့သူတို့9000တော့မပေးတော့ကိုယ့်ကွယ်သွားတော့မယ်လို့ဆိုတော့ဘန်လေးရောက်တော့ CP ဘန်ကိုရင်သွားတယ် CP ဘန်ကိုသွားတော့ CP ဘန်အရှိမ2ယောက်ရှိနေတယ်တဲ့အရှိက2ယောက်ကဘာလို့ရမှာလဲဆိုတော့မတ်ပုံတင်ထက်တယ်ကျမကိုခွာထဲမှာချင်းအောင်နေမတ်ပုံတင်ထက်ခိုင်းတယ်မတ်ပုံတင်လည်းထက်ပြီးတော့ရှင်းမ2ယောက်ကတဲ့စာအုပ်အစ်စ်လုံးမှာမဟုတ်လို့ကြာအောင်မေတဲ့ကျမကချက်လက်မှတ်လိုချင်တာလို့ဒီမီတာပေးစာရပြပြီးကြာမှာတဲ့လိုင်းကလည်းကြာနေတယ်တဲ့ရှင်းမ2ယောက်ရှိတယ်တဲ့ကောင်တာခွဲမလုပ်ဘူးလားဆိုတော့မလုပ်ဘူးနဲ့ဒီကောင်တာပဲလုပ်မှာတဲ့ CP ဘန်အဲ့ဒါ CP ဘန်ဟုတ်ပြီအဲ့ဒါဆိုလည်းမဆောင်နိုင်တော့ဘူးသွားတော့မယ်ဆိုပြီးတော့တခါကမ္ဘောဇဘန်ကိုသွားတယ်ကမ္ဘောဇဘန်ကိုသွားတော့ဂျုံလုံးလေးပြောပြအောင်မယ် CP ဘန်အကြောင်းပတ်စံဘယ်လောက်ထုတ်ပေးလဲလို့မေးတော့သူတို့ဘန်အောင် CP ဘန်ချင်းတူပေမဲ့သူတို့ဘန်မှာစာအုပ်လုပ်ထားရဆိုလို့ရှိရင်တဲ့ပတ်စံပိုးရမယ်ဘယ်လောက်ထုတ်ပေးမယ်အမောက်မပြောဘူးပတ်စံပိုးရမယ်ဘန်စာအုပ်ထဲမှာရှိနေတဲ့အမောက်ပေါ်မူတည်ပြီးတော့ထုတ်ပေးတဲ့အမောက်ကွာမယ်နောက်ပြီးတော့အခုမှရွှေ့တာဆိုရင်လည်းတစ်မျိုးငကိုတွေကဘန်မှာရှိထားတဲ့ပတ်စံဆိုရင်တစ်မျိုးအဲ့လိုတွေကွာမယ်ဒီမှာသိချင်လို့ဒီတိုင်းမေးလိုက်တာပေါ့နော်ဒါအခု CP ဘန်နဲ့ပတ်သက်ပြီးဒီနေ့19ရက်3လ2029မှာတည်ခဲ့ရတဲ့ဟာကိုမျှဝေတာ2026မှာတည်ခဲ့တာကိုမျှဝေတာပြီးတော့ CP ဘန်မှာကြာမယ်စောင့်ရမယ်ဆိုတော့မစောင့်တော့ဘဲနဲ့ KBZ ကိုသွားတယ် KBZ မှာသွားတော့ KBZ မှာရတယ်သူကတော့အကောင့်တာခွဲလောက်တာပေါ့နော်အလုပ်ဒီကောင်တာခွဲလောက်ပေးတယ်သူ့ကောင်တာနဲ့သူပဲပတ်စံ KB သွင်းတာတို့ပတ်စံထုတ်တာတော့တက်တက်ပေါ့ကျမကဒီချက်လက်မှတ်ကတက်တက်အဲ့တော့ဘန်မှာအားလုံးပေါင်းကြာတာက2လစာအောင်2,32,000ကြာတယ်ဘန်မှာက online charges ဆိုပြီးတော့1,400ပေးရတယ်အဲ့တော့မှစာပဲရတာအဲ့တော့အဲ့စာပဲရလာတော့ကျမမီတာရုံးမှာမီတာဆောင်းတဲ့နေရာကိုသွားတော့မရသေးဘူးတဲ့ရှေ့မှာစင်းရင်တစ်ခေါက်သွားသွင်းရင်းနဲ့ရုံးမှာလက်ချဆောက်ထဲမှာစင်းရင်သွားသွင်းဆိုတော့အဲ့ဟာကိုကန်ပြီးတော့လက်ချဆောက်ထဲမှာစင်းရင်တစ်ခေါက်သွားသွင်းရတယ်ပြီးတော့မှသူတို့စီမှာတစ်ခေါက်ပြန်လာပြီးတော့မီတာဆောင်းရတယ်ပေါ့နော်ထားပါတော့အဲ့ဒီဆောင်းတဲ့နေရာမှာလည်းရက်လွန်ကြီး3,000နောက်ထပ်600ဘာအတွက်လဲမသိဘူး3,600ပေးရမယ်သူတို့တဲ့ဆိုတော့ကျမမီတာအားလုံးပေါင်းကြာတာအပြင်ကိုဒီ online charges အတွက်ဘန်နေချက်လက်မှတ်ထုတ်ခါ1,400ပေးရတယ်ဘန်မှာ
3600ပေးရတယ်ဘဏ်မှာ3600ပေးရတဲ့အထက်မှာအဲ့ဒီအတွက်ကစလစ်မရဘောက်ချမရဘူးပေါ့နော်သဘောကအဲ့တော့ကျမတို့ဒီရက်ကွက်ထဲမှာအခုတည်သလောက်ကျမလိုပဲဆောင်ပေးမယ်ဆိုပြီးတော့ပါသွားတဲ့အိမ်ရှိတယ်အဲ့ဒီအိမ်ကိုတော့ကျမပြောပြထားတယ်ဖုန်းနံပါတ်ပေးလိုက်တယ်ကျမဆီကယူသွားတော့ဒီကောင်လေးကျမတို့ပတ်စံပြန်ရပြီကိုကကတော့မေးပြီးတော့လိုက်ရင်လိုက်ကြည့်ပါလို့ပြောထားတယ်ပေါ့နော်အဲ့ကောင်လေးဖုန်းနံပါတ်ပေးလိုက်တယ်ပေါ့နောက်ထပ်တချို့အိမ်တွေကကြတော့အဲ့လိုပဲ online ရဆောင်တဲ့သူတွေကတော့နောက်ကြခြင်းမရှိပဲဆောင်လိုက်ရပြီမဲ့ February လအတွက်ကိုမီတာဘေမလာလို့နောက်ကြခြင်းနဲ့ဆောင်ရတဲ့အိမ်ဟာတော်တော်များတယ်မြင့်ထီပဲဒီနေ့နောက်ထပ်အတိတ်တယောက်ထပ်ပြီးစကားပြောရတယ်သူကလည်းသူတို့အိမ်ကိုမီတာဘေမလာလို့သွားဆောင်တဲ့အခါမှာ3000ပေးရမယ်အဲ့3000ကလည်းဘောက်ချာထဲမှာမပါဘူးအလွတ်ပေးခဲ့ရတာနောက်ကြခြင်း3000အဲ့တော့ငါတို့ကမဆောင်ညင်လို့မဆောင်တာမဟုတ်ဘူးမီတာဘေမလာလို့မဆောင်ရတာလေနင်တို့ဘာဖြစ်လို့မီတာဘေမလာတာလဲကြတော့မဖြေရှင်းပေးနိုင်မင်းနဲ့3000တော့ပေးခဲ့ရတယ်ဒါအခုဒီ February လမှာဖြစ်ခဲ့တဲ့ဥစ္စာတွေနော်ကျမတို့အတိလည်းအဲ့လိုပဲဒီလမ်းထဲကအမကြီးလည်းအဲ့လိုပဲ3000မပေးကြလို့ဆိုတာလုံးဝမရဘူးပေးရတယ်3000အဲ့တော့ဒါအားလုံးသိအောင်ပြောပြတာပေါ့နော်အဲ့တော့မီတာဖေးဆောင်မယ်ဆိုလို့ရှိရင်အဲ့ဒီထဲမှာတယောက်ဟိုတနေ့ကရုံးသွားတော့ဖြစ်တာတခုရှိသေးတယ်အဲ့တယောက်ကဘာလဲဆိုတော့ဒီဖုန်းထဲကနေပြီးတော့သူစစ်လိုက်တဲ့အခါမှာတဲ့သူ့ရဲ့မီတာနံပါတ်နဲ့ပတ်စံဆောင်မလို့စစ်လိုက်တဲ့အခါမှာဆောင်ပြီးပြီဆိုတော့အပြင်ထွက်လာရဲ့တဲ့ဒါမဲ့အိမ်မှာဘယ်သူမှမဆောင်ရသေးဘူးအဲ့ဒါကြောင့်ခုရုံးမှာလာဆောင်တာပါတဲ့ရုံးမှာလာဆောင်တာမှဆောင်ရွက်ကထွက်လာအဲ့ဒါဘယ်လိုဖြစ်တာလဲပေါ့နော်သူတို့ကလည်းမေးတယ်အဲ့ဒါတော့သူတို့ဘယ်လိုဖြေရှင်းကြလဲမသိဘူးအဲ့တော့မီတာကိုဒီ banking နဲ့ဆောင်မယ်ဆိုလို့ရှိရင်လေဆောင်ပြီးလို့ရှိရင်အဲ့ဒီဟာကို screenshot ယူပြီးတော့မဖြစ်မနေသိရမယ်နောက်ပြီးတော့သူတို့သတ်မှတ်ထားတဲ့နောက်ဆုံးရက်ထက်2ရက်စောပြီးတော့မှဆောင်ရမယ်အဲ့2ရက်စောပြီးတော့မှမဆောင်ပဲနောက်ဆုံးရက်ကို2ရက်ကတ်သွားလို့ရှိရင် online ကနေဆောင်ခွင့်မရှိတော့ပါဘူးရုံးမှာသွားဆောင်ရမယ်နိရုံးမှာသွားဆောင်တဲ့အခါမှာလည်း2သိန်းကျော်သွားတယ်ဆိုလို့ရှိရင်ရုံးမှာဆောင်လို့မရပါဘူးဘဏ်ကိုသွားပြီးတော့ဘဏ်မှာချက်လက်မှတ်ယူမှတစ်ခါဆောင်ရပါမယ်အဲ့ဒါဒီခုဖြစ်သွားတဲ့ပြဿနာပေါ့နော်အဲ့ကောင်လေးကိုလေကျမလေးစကားလည်းပြောချင်စေမရှိတော့လို့တော်တော်လေးသူ့လုံးလိုက်တာတော်တော်ကိုပုံလိုက်တာပေါ့နော်သူငွေလိုက်တော့အလုံးလေးတော်တော်ရှုပ်သွားသလိုတော်တော်များများလည်းမသိရလေးလေတော်တော်များသိသွားတာပေါ့နော်လာအောင်မယ်ဧပြီလကြာလို့ရှိရင်သူတို့ပုံမှန်ဒီဟိုဝေတဲ့ရက်မီတာဘေးဝေတဲ့ရက်ကတကြံတွင်းပိတ်ရက်ဖြစ်ဘယ်လိုလာအောင်မလဲမသိသူတို့ဝေမာလားမဝေဘူးလားသူတို့မဝေလို့ရှိရင်ကိုယ့်ကိုယ်ပဲဒီ banking ကနေစောစောစီစီကြည့်ကြက်ပြီးဆောင်ထားကြပါအဲ့လိုမဟုတ်လို့ရှိရင်ကြော်သွားရင်မဖြစ်မနေသူတို့ဘယ်လုံးမှရှင်းပြလို့မရဘဲနဲ့ဒဏ်ကြေး3000ရတယ်မဖြစ်မနေဆောင်ရပါတယ်အဲ့လေးရှင်းပြတာပါရှင်ဒီမှာစာရိုက်လို့ရှိရင်လည်းရှင်းဖြစ်နေမှာဆိုလို့အခုဗီဒီယိုရိုက်ပြီးတင်လိုက်တာတော်တော်လဲစိတ်လဲမောတယ်လူလဲမောတယ်